အမျိုးသားတဦးသည်ဘောလုံးကိုကန်လိုက်ရာလူမိုက်တဦး၏ခေါင်းကိုသွားမှန်လေသည်လူမိုက်နှစ်ဦးသူရှိရာသို့အနားကပ်လာသည်ကိုမြင်သောအခါသူသည်လက်ထဲတွင်ကင်ထားသောအရာကိုချက်ချင်းလှမ်းပစ်လိုက်သည်နောက်တစ်စက္ကန့်တွင်နေရဲသောကျိုးတမြင်သည်ထိုလူနှစ်ဦးကိုပူးကပ်အောင်ချီနှောင်လိုက်ပြီးအလင်းရောင်များပျောက်ကွယ်သွားခြင်းတွင်သူတို့နှစ်ဦးကြားရှိလေထုမှရုတ်တရက်အလွန်ရင်းနှီးသွားသလိုဖြစ်သွားတော့သည်အမှန်စင်စစ်သူသည်လူသားတဦးမဟုတ်ဘဲမိသည့်အရာဝတ္ထုသို့မဟုတ်မည်သူကိုမဆိုအတူတကွပူးကပ်သွားအောင်ချီနှောင်နိုင်စွမ်းရှိသည့်ရုပ်ကိုင်းရုပ်ခဲတဦးဖြစ်သည်ဒီနေ့တွင်သူသည်မိဖို့ချောင်းထဲ၌ပန်းပွင့်များဖြင့်ပြုလုပ်ထားသောအယုတ်ကလေးတစ်ခုကိုတွေ့ရှိခဲ့ပြီးထိုပန်းပွင့်များကိုအသုံးပြုကာသူ့အတွက်လူသားခန္ဓာကိုယ်တစ်ခုဖန်တီးခဲ့သည်သို့သောထိုအချိန်တွင်သူသည်ခြေချော်ကလဲကျသွားခဲ့သည်သူပြန်လို့လာချိန်တွင်အမျိုးသမီးတဦးကသူ့ကိုမြေပြင်ပေါ်သို့ကန်ချလိုက်သည့်အကြောင်းမှာသူလဲကျစဉ်ကသူမမွေးမြူထားသောကျက်မကိုမတော်တဆဖိမိပြီးတေသွားစေခဲ့သောကြောင့်ဖြစ်သည်ထိုကျက်မအတွက်ရော်ကြေးပေးရန်သူမသည်သူ့ကိုဘေးနားတွင်ထားပြီးငွေရှာရန်အလုပ်ခိုင်းစေခဲ့သည်ထိုအမျိုးသမီးသည်လည်းထူးခြားသောစွမ်းအားရှိပြီးလူများကိုလက်ထပ်ထိန်းများပေးနိုင်သည့်စွမ်းရည်ရှိသူဖြစ်နေသည်ကိုသူမထင်မှတ်ထားခဲ့ပေသူသည်သူမအနားမှနေရင်အစင်မပြေဖြစ်နေသောအိမ်တော်ရင်းပေါင်းများစွာအောင်မြင်သွားသည်ကိုမျက်မြင်တွေ့ခဲ့ရသည်တနေ့တွင်သူသည်ခေါင်းမာသောမိန်းကလေးတဦးကဓာပြများပြင်းနေသည့်အနေရရှိသောနေမြေကိုဖျက်ကျော်ကာကြောက်စိမ့်တက်တာတစ်လုံးကိုပို့ဆောင်ရန်အသက်နှင့်ရင်း၍ဂတိတစ္ဆာပြုနေသည်ကိုတွေ့ခဲ့သည်လမ်းမပေါ်တွင်ထိုမိန်းကလေးတူးထောက်နေကြနေသည်ကိုမြင်သောအခါသူသည်ထိတစ်ချောင်းကန်ကသူမအနားသို့မသွားဘဲမနေနိုင်ခဲ့ပေထိုနေ့တွင်သူတို့နှစ်ဦးအကြာကြီးစကားပြောခဲ့ကြသည်မိန်းကလေး၏ဆွဲမက်ဖွယ်ကောင်းသောမျက်လုံးများကိုကြည့်ရင်သူ၏နှလုံးသားထဲတွင်သူစိမ့်ဆန်သောခံစားချက်တစ်ခုစတင်ရှင်တန်လာသည်ယင်းသည်တငယ်ချင်းအချင်းချင်းစိုးရိမ်စိတ်လားသို့မဟုတ်ထိုထက်ပိုသောအရာလားဆိုသည်ကိုသူမဝေခွဲနိုင်ခဲ့ပေထို့ကြောင့်မိန်းကလေးထွက်ခွာသွားချိန်တွင်သူ၏စွမ်းအားကိုအသုံးပြုကာထိုမိန်းကလေးနှင့်ကြောက်စိမ့်တက်တာကိုအတူတကွချီနှောင်ပေးလိုက်သည်နောက်ဆုံးတွင်မိန်းကလေးသည်သူမ၏တာဝန်ကိုအောင်မြင်စွာထမ်းဆောင်နိုင်ခဲ့ပြီးသူမ၏လုပ်ငန်းမှာလည်းတစ်နေ့ထက်တစ်နေ့ပိုမိုတိုးတက်လာခဲ့သည်သူမသည်ခီးစဉ်တစ်ခုပြီးတိုင်းနေရာအနှံ့မှတခြားလုံးသီးများကိုသူ့အတွက်ယူဆောင်လာပေးလေ့ရှိပြီးသူသည်လည်းထိုပျော်ရွှင်မှုအပေါ်တဖြည်းဖြည်းတွေ့လာခဲ့သည်မိန်းကလေးကအခြားမျိုးသားများနှင့်စကားပြောသည်ကိုမြင်သောအခါသူ၏နှလုံးသားထဲတွင်ထူးဆန်းသောခါးသီးမှုတစ်ခုဖြစ်ပေါ်လာတတ်သည်မိန်းကလေးကတစ်ခုခုထူးခြားနေသည်ကိုသတိပြုမိပုံရသဖြင့်သူ့ကိုအတိတ်ပဲထူးခြားသည့်တခြားလုံးသီးတစ်လုံးယူလာပေးခဲ့သည်ရှက်တွေးဖြာနေသောမိန်းကလေးကိုကြည့်ရင်သူမ၏စစ်မှန်သောခံစားချက်ကိုသူနောက်ဆုံးတွင်နားလည်သွားခဲ့သည်သို့သောသူအံ့ဩသွားသည်မှာထိုမျိုးသမီးကသူရှာဖွေခဲ့သောလောက်ခလာစာအားလုံးကိုသူအားရုတ်တရက်ပေးအပ်ပြီးအမြန်ဆုံးထွက်ခွာသွားရန်ပြောခဲ့ခြင်းဖြစ်သည်အမှန်စင်စစ်ထိုမျိုးသမီးသည်လည်းရုပ်ကိုင်းတအုပ်ဖြစ်ပြီးသူမ၏မိစ္ဆာအရှိန်အဝါများပေါက်ကြားသွားခဲ့သည်သူ့ကိုဒုက္ခမရောက်စေရန်သူမသည်သူမကိုလာရောက်ဖန်ဆီးသောနတ်မင်းများကိုဝေးရာသို့မျှခေါ်သွားခဲ့သည်ထိုအချိန်မှစ၍သူသည်အမြဲတမ်းကြောက်လန့်တကြားနေထိုင်ခဲ့ရသည်အိမ်မက်ထဲတွင်လည်းမိန်းကလေးကိုအကြိမ်ကြိမ်တတိယနေမိတော့လည်းသူ၏ရုပ်ကိုင်းတွင်ကြောင့်သူမအားထိခိုက်မည်ကိုသူစိုးရိမ်နေခဲ့သည်နောက်ဆုံးတွင်လွမ်းဆွမှုကိုမတောင့်ခံနိုင်တော့သဖြင့်သူရခင်ကနေထိုင်ခဲ့သောအိမ်ဟောင်းသို့တိတ်တဆိတ်ပြန်လာခဲ့သည်ထိုအခါခန်းထဲတွင်သူ့နာမည်တက်ထားသောစာများနှင့်တခြားလုံးများစုပုံနေသည်ကိုတွေ့လိုက်ရသည်သူသည်အခန်းထဲမှချက်ချင်းပြေးထွက်ကမိန်းကလေး၏အိမ်သို့ဦးတည်သွားခဲ့သည်သို့သောသူမ၏အိမ်ရှိသို့ရောက်သောအခါသူမသည်အခြားသူတဦးနှင့်လက်ထပ်တော်မူကိုတွေ့လိုက်ရသည်သို့တော်ညာလည်းသူသည်သူမကိုနောက်ဆုံးအကြိမ်တွေ့ဆုံပြီးဆူတောင်းပေးခြင်းခဲ့သေးသည်ထို့ကြောင့်သူသည်အလွန်မင်းနာခြင်းမှုကိုအောက်ရဲကသူ၏မူလအသွင်သဏ္ဍာန်မှအစိပ်ပိုင်းတစ်ခုကိုခွဲထုတ်ပြီးတက်တာငယ်လေးတစ်ခုထဲသို့ထည့်လိုက်သည်တက်တာထဲမှနီးရဲသောအယောင်မှာသူတစ်ခါမှမပြောခဲ့ဘူးသောခံစားချက်အားလုံးကိုကိုစားပြုနေသည်